မျိုးသမီးမျိုးသားကာလာသမီးတို့ဟုတ်ကဲ့နော်တို့တော့ရဲ့လူဆိုတာစီယုံကြီးကိုပြရမယ်မှန်ပါပါလူမှာဝမ်းဝဲကူညီတဲ့လောက်တဲ့လူကလည်းအပင်မလာဘူးတဲ့ ဟုတ်ကဲ့ခင်ဗျမဟုတ်ဘူးလားဟုတ်ကဲ့အလူရည်စက်နဲ့ကွာတို့ရောမှာအမြဲလူနေကြတာမှန်ပါပါတို့ဒီကျွန်တော်တို့ကုန်းတန်းတိုင်းဝမ်းရှိရပဲလေဟုတ်တယ်အလူတကာဥပေါ်လေးသားလေးကိုရှင်ပြုမှာဟုတ်ကဲ့ခင်ဗျမင်းတို့ငါတို့ရောသူတွေသားနဲ့တာဝန်ရှိတယ်ရှိတယ်ဟောပါဟုတ်လားဟုတ်ကဲ့ပြောသမီးမင်းကချက်လက်ပြုတ်တယ်ညမလေးရင်းနေနဲ့သူဘက်ကသူရှိပြီးသားဟုတ်တယ်မိုးတယ်ညမလေးရင်းနေနဲ့ဟဲ့အရင်သားပိုင်းအားလုံးတော့ငါကိုယ်တိုင်ပြောနေတာနားလည်လားရတယ်ကိုလေးစိတ်ချဒီမှာယောက်ျားလေးဘက်ကဆိုလဲဒီကောင်ကာလာနာကောင်းမယ်ကျွန်တော်အဲ့ကာလာသားကောင်းလို့ပါကာလာသားကောင်းမယ်သူကတာဝန်ယူထားကျွန်တော်တာဝန်ယူထားတယ်အားလုံးဟုတ်ကဲ့ဒီပြီဟုတ်ကဲ့ခင်ဗျာလူမကျွန်တော်ကဦးစီးပြီးတော့လုပ်နေတာနော်အမျိုးသမီးတွေမျိုးသားတွေအားလုံးပဲတွေးတာမွေးတာစပြီးတော့နော်ဗကန်ဆေးတွေအထိအားလုံးဝိုင်းပြီးလုပ်ကြတာမင်းတို့တွေမပေါ့တယ်လေကွာဟောမျိုးသားတွေမပေါ့တယ်လုပ်နေပါတယ်ကျွန်တော်တို့လည်းလုပ်နေပါတယ်ရှင်းအောင်လုပ်ရမယ်အေးမိုင်းဟေးကောင်အမင်းဘယ်တော့မျိုးပြန်လာတာတော့ကျွန်တော်မနေ့ကမှရောက်တာဟုတ်လားရောမဦးလေးလူရှိရဆိုပြောရရကျွန်တော်မိလာတော့ဖိတ်စာရလို့ဖိတ်စာရလို့အမိလို့လာတာကျွန်တော်ဒါပေါ့အမိလာတာပေါ့ပြောစရာကြီးဟုတ်ပြီရှင်လောက်လဲဖို့စီစဉ်နေလုပ်ပြီးပြီလားလုပ်ပြီးပြီဟဲ့ကတော့ဘာရတဲ့ကောင်တွေရှိတယ်အကုန်လုံးရှိတယ်ကတော့ပါကတော့ဘာတွေလာနေကာလာဘာတွေလာကြလေကွာဦးလေးကိုရှိုးတိုင်းမဲ့လူရောက်ပြီလားလာဒီလိုမင်းကရှိုးတိုက်တာလို့လားအေးမင်းတို့ကတော့ဘာရွက်တဲ့လူကရှေ့ရသွားဟုတ်ကဲ့နော်ဟုတ်ပြီရှေ့ရသွားမယ်မင်းကမောင်ရင်လောင်းနဲ့ငါတို့နဲ့လက်ခဲ့ဘယ်လိုရွက်တဲ့လူမရှိသွားရှေ့သွားနေရှေ့သွားနေဟုတ်တယ်မင်းတို့ဘယ်လိုအလူကမင်းအောင်လုပ်ပါနဲ့ရှေ့လောင်းထုတ်တော့လေကွာထုတ်မှာပေါ့ဗျဖြည်းဖြည်းသက်သက်ပြောပါဗျာဦးလေးလေးတော့လိုက်ခါတွားပါမှာကျွန်တော်တို့တွားမှာရှေ့လောင်းထုတ်လောက်တာမလောက်တာတဲ့ခင်ဗျားတော့ကြာခတ်နေတယ်ကျွန်တော်ကအိုးစီဘုံလုံးသမားတွေနောက်ကနေသချင်းဆိုရင်ကျွန်တော်နောက်ကရွှဲကောင်းတယ်ဟုတ်ပြီရွှဲတိုက်မယ်မင်းသိတယ်မလားကရှင်လုံးလာကျွန်တော်ရှင်လုံးလက်အောင်ဗျာလူတိုင်းမှာကိုကြီးခဲ့တာကာလာသားကောင်းသိတယ်ခင်ဗျာအားကိုနဲ့ကျွန်တော်လှူတာဟုတ်လားဟိုကျွန်တော်မမိတ်နဲ့တော့ရွှဲတိုက်ပါရှင်းလောင်းတော့ခဲ့တော့လေကွာလာပြီဗျာရက်ကွက်ထဲအမျိုးသမီးတွေပြင်ပေးတာတည်းနဲ့လှလိုက်တာမင်းသားလေးဘယ်လဲမင်းတို့ဝေါ်ထားနေဖွဲ့တယ်ကောင်းတယ်ကွာမလီရှင်တော့ထားလွန်းလို့ပခါတဲ့နှုံးမခုံနေနာကဲအဲ့တော့ကိုထေဝေးညို့တားလေးကိုကြောင်းရောက်ကျွန်တော်ကိုယ်တိုင်ပဲတချင်းလေးဆိုပြီးတော့ပေါ့ဗျာပြောများလို့ဒိုးဘဝိုင်းနေပါဒီမငားနိုင်တော့လဲသူ့အမေကိုတတိယတော့အဖြစ်ပေါ့ကျွန်တော်ကိုယ်တိုင်ပဲတချင်းဆိုပြီးတော့ကျွန်တော်ကြောင်းရောက်ပို့မယ်ဗျာစိတ်တော့မကောင်းပါဘူးဆိုင်းဖွဲ့လည်းတက်လာကိုကြီးတာမြန်မာပြည်ဟိရသာဖွဲ့ဟုတ်လားအားလုံးစိတ်သိပြည့်နေပြီကဲနော်ကြောင်းရောက်ပို့လိုက်ကြအောင်တားတို့တန်းစီကဲပို့မယ်ကျွန်တော်ပါလေတော့လေကျွန်တော်ပါလားတော်ရည်ကြီးအရှိကိုရှောက်ပါလို့အနောက်ကိုတဲ့မျောလိုက်ရင်ဟေးအကြာကြီးမလုပ်နဲ့ဗျဒီမှာညောင်းလာပြီမောင်တော့ဘယ်တည်းဆိုပါဗျာဆိုပါအနောက်ကိုတဲ့မျောလိုက်ရင်ညောင်းလာပြီဗျာတကုန်းနိုင်ရွှေကုတ်ကားဖယားကိုမြင်ဟုတ်တယ်ရအရှိကိုရှောက်ပါလို့အနောက်ကိုတဲ့ညံဝဲအရှိကိုရှောက်ပါလို့ဟိုအနောက်ကိုတဲ့ညံဝဲဟိုစပယာရွေရဝင်ဝဲတို့ရတာတို့မဲ့တာထိုးမဲ့ခါချိုးမဲ့ပြီးဟေ့ဟောမင်းကဘာတွေဆိုးနေတာတော့ဟောဦးလေးကျွန်တော်ရန်ကုန်ကလေရန်ကုန်မှာစပယာလောက်လာတာအဲ့ဒီစပယာအချိုးတွေစပယာတွေအပြီးလှုပ်ဆိုးတာကျွန်တော်ကငါဒီမှာအလှသချင်းဆိုနေတာမင်းလိုက်ဆိုတော့ငါမှကြောင်သွားတာဗောရတယ်လေဦးလေးတော့ရှင်းသွားတာကိုကျွန်တော်စပယာဆိုတော့ဒီလိုပဲတိုးရတာဗောဘာပဲဖြစ်ကွာဟေးငါသားလေးပြောပါပါနဲ့ကြောက်ရောက်သွားဖို့အရေးကြီးတယ်ဟုတ်ပြမအဲ့ဒါ Robbie ရောရှိသေးတယ် Robbie အဲ့ဒါ Red တချင်းလေးနဲ့ဟုတ်မှကြည့်ဟေးရှေ့ကိုတွန်းမယ်နောက်ကိုဆောင်းမယ်နောက်ဆုံးတယ်ဟိုရှေ့ကိုတွန်းမယ်ဟိုနောက်ကိုဆောင်းမယ်ဟိုတန်းကိုကြိုက်ထားရိုက်ထားတယ်ရိုက်ထားတယ်ထိုင်စားလိုက်မယ်အပေါက်မပိတ်နဲ့အပေါက်မပိတ်နဲ့အပေါက်ပိတ်နေတယောက်အစိမ့်ပဲပိန်နာဝလာကျမ်းမာ
ရေးပဲစီးပွားရေးကိုထုံးနဲ့မထိုးနဲ့ဟိုအတော်ကြီး ငါလား ဟိုဘက်တိုးပါဟိုဦးလေးကြီးဟိုနောက်ကိုကပ်ပါအကျွေး30လားအမ်းရမရှိဘူးဟိုအကျွေး30တဲ့အမ်းရမရှိဘူးအမ်းမဲငွေနဲ့မင်းမေသွားတယ်ခီးတယ်ပိုက်စံအမ်းမို့မေ့တယ်အုံနာပတ်စံအဖို့မေ့တယ်ကိုငွေကိုတော့ပြန်ပြီးတော့ခွက်ထားမိတယ်ဟိုညနေကြမှာရတဲ့ငွေနဲ့ဘီယာဆိုင်မှာဟိုစီယာတောက်မယ်ဟိုဘီယာတောက်မယ်ဟိုအပီဆိုးမယ်အပီဆွဲမယ်ဖြဲစရာဖြဲမမလေးတို့မဲဦးရဲ့မမလေးတို့မဲဦးရဲ့အဝင်းသာတာသေးကြောင်အဝင်းသာတာသေးကြောင်အဝင်းသာတာသေးကြောင်ဘာဒီရွှေကြောင်ရွှေကြောင်ဘော်ရီရွှေကြောင်ကြောင်မမလေးတို့ရဲ့ဘီယာဥယျာဉ်ခမညာမမကလေးတို့ရဲ့ဘီယာဥယျာဉ်မှာဘောရာလေးခမညာလာလေးကြောင်းအဖော်တဟာရီယာမာလေးရောက်ဒါဝေလာပါလေရောက်ပြောရာချင်းတွေသုံးပါလေရောက်ဟောရှော်တွေကောင်းဟောရှော်တွေကောင်းမင်းအခုဆိုပြပြီခုနကတော့ဘာလို့ကားဆိုပြရတယ် ဟုတ်ကဲ့ အခုပါလေ ဦးလေးကလည်းကျွန်တော်ရန်ကုန်သားတွေဟုတ်ပါကျွန်တော်ဒါကြကျွန်တော်ဘီယာတော့မယ်ကျွန်တော်ဘီယာလုပ်ခဲ့တယ် စပယ်လည်းလုပ်ခဲ့တယ် ဟုတ်ကဲ့ စပွဲတို့လည်းလုပ်ခဲ့ ဘွဲတော့လုပ်ခဲ့တယ်ကောင်အဲ့ကြောင့်ဒီချင်းလို့ဆိုဒီတဲ့ကောင်းတာလေးကြားရင်လေးလား ကြားရင်လေ အဲ့ဒါဒီတဲ့ကောင်းတာရှိသေးတယ်ရာ ပါလေဗျာ ကျမတို့တွေမင်္ဂလေးဆိုပြီးအထင်တော့မသေးနဲ့ဟိုယောက်ျားလေးနဲ့ထမ်းတူလိုက်ပြီးပတ်စံရှာတာစီးပွားဖြစ်တယ်တချင်းလဲဆိုမယ်ဟိုပန်းကုန်းရတယ်ဘာပဲဖြစ်ဖြစ်ဝင်ငွေကတော့တအားကောင်းတယ်ရတဲ့ငွေနဲ့ passport လုပ်ပြီးနိုင်ငံသားမှာအလုပ်သွားလျှောက်မယ်ဟိုအလုပ်သားလျှောက်မယ်ဟိုဒါပေမဲ့လေဟိုတနေ့ကလူပေါင်းမလို့လူလိမ်လူညာပွဲသားတွေကကျမကိုလေpassport ပဲလိမ်ပြီးသွားတာပိုက်ဆံကုန်ပြီဟိုစားစရာမရှိဘူးဟိုပိုက်ဆံကုန်ပြီစားစရာမရှိဘူးဦး ဒီနေ့မလာဘူးလေတော့ဦးမ ဟုတ်ပြီနူးကြော်လေးတွေ ဒီကြလေရပ်ပြီနဲ့ စာသားလေးတွေငါကြိုက်တယ် ကြိုက်တယ်ဟုတ်ကဲ့ ရပ်ပြီလည်းငါကြိုက်တယ်ဒါပေမဲ့မင်းဇက်တွေပိုင်းတွေကြည့်ပြီးတော့မလားဥစ္စာဆောင်ဇက်လန်းလေ ဘယ်ဥစ္စာဆောင်တာလဲ ဩကိုဖုံးကျွယ်တို့မမြစိမ်းတို့ ဟောငယ်ငယ်တော့ကြည့်ဘူးလား အဲ့ဒီကိုဖုံးကျွယ်တို့မမြစိမ်းတို့မှာသားလေးရှင်ပြုတော့ ဟုတ်ကဲ့ မိခင်ကဟိုဥစ္စာဆောင်ဘွားကနေပြီးတော့အလုံးလေးနဲ့ ဟာငိုချင်းလေးနဲ့ ငိုရင်းနဲ့အဲ့ဒါအောင်မင်းမရဘူး ဟာရတယ်တည်းတန်းနဲ့တွေ့နေတယ်ရော အေးအဲ့ဒါ အောင်မလေးပြောရတော့မယ်ရပါတယ် ရရင်ဆိုပြတတ်မှာ ကျွန်တော်ဆိုအတူချင်းလက်ခံတယ်နော် ဘူးစုတရအောင်ဟုတ်ကဲ့ ဆိုပါကွာဆိုပါဒါကခါ ဒါ စားတယ် ဟဲ့လား အောင်မလေးပြောရတော့မယ်တဲ့မှာပြောရတော့မယ်မြို့လေကောင်းမှာပြိုကညာကလေးတွေကမြို့လေကောင်းမှာပြိုကညာလေးတွေကအဖေမေတွေရှေအကိုတွေမောင်တွေရှေတွေ့လဲမရှောင်မျက်နှာပြောင်နဲ့ပေါင်အထိပေါ်တဲ့ရှော့ပင် မြင်ရတာအစိတ်မချမ်းသာ အောင်မလေးတင်ရင်တွေကြအောင်ထုတ် ပပုရုပ်အလားမှတ်ရပါတယ်အသက်ကဘောင်းမီရှိ အခုပေါ်နေတာ အင်ဂျီရဲလေဟိုင်းခေါ်လိုက်ရတယ်တင်ပါရင်သားလူမြင်အောင်ပုံနဲ့ထုတ်ကတီရှက်ကဆရာဘာဒိတ်ပဲမှမသိဒီဇိုင်းတွေမျက်စိဆက်လာပါပြီခင်ဗျာဤကနေပြိုစင်းဟင်းကနေတပြင်းချအောင်မလေးချင်းစကားကြီးကဟာနေပါတယ်လေဟာနေပါတယ်ခင်ဗျာနေ
လောက်တာလေဓမောင်းတွေပြုတ်ထွက်တော့မယ်ရန်ကုန်သားကြီးရဲ့ ဟာ